စက်ကြောလာထဲမှာငြိမ်နေတဲ့အရာဆိုတာမရှိသလောက်ပါပဲဂျိုတွေကျယ်တွေနဲ့ဂလက်စီတွေဟာဘာကြောင့်တစ်ချိန်လုံးလဲပတ်နေရတာလဲဖြေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း4.6ဘီလီယံနေဖွဲ့စည်းစတင်ပေါ်ကလေးကပါလာတဲ့အချိန်ကြောင့်ဖြစ်ပါတယ်။အီယာမတောင်ဝေးတင်တဲ့ရာဆွဲငါအကြောင်းတွင်းဘက်ကိုပြိုဆင်းလာတဲ့အခါအချိန်တစ်ခုစတင်ရရှိလာပါတယ်။ဒါကိုသိပ္ပံနည်းကျတောင်ပြောင်းချိန်အန်ဂူလာမိုမင်တမ်လို့ခေါ်ပါတယ်။ရာဘတစ်ခုစပြီးလေပတ်နေပြီးဆိုရင်သူ့ကိုတားဆီးမဲ့အရာမရှိသေးရင်ဆက်လက်လေပတ်နေမှာပါ။ရေခဲပြင်ပေါ်ကကစားသမားတယောက်ဟာလက်ကိုကိုနာကတ်လိုက်ရင်ပုံမြန်လေပတ်နိုင်တယ်လို့မျိုးဂျိုတွေဟာလည်းပဲကျုံသွားလေပုံမြန်လာလေပါပဲ။ကဘာပေါ်မှာတော့ပုတ်တိုက်မှုဖီရှင်ကြောင့်အရာဝတ္ထုတွေရက်သွားတတ်ပြီမဲ့အာကာသထဲမှာတော့လီတုမရှိလို့တားမဲ့အရာမရှိတာကြောင့်အရှိန်ကမပြတ်ပြတ်တော့ပါဘူး။ဒါကြောင့်နေမင်းကြီးကလည်းလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကပါလာတဲ့လက်ကျန်အရှိန်နဲ့ပဲအခုတည်းဆက်လက်လေပတ်နေရတဲ့ဖြစ်ပါတယ်။ဒီလေပတ်မှုတွေကြောင့်ဂျိုတွေဟာနေရဆွဲငါတွေကိုပြုတ်ကျမသွားပဲတည်ငြိမ်တဲ့ပတ်လန်းကြောင်းထဲမှာပဲရှိနေနိုင်တာပါ။တကယ်လို့ဒီလေပတ်မှုတွေဒါရုတ်တရက်ရက်သွားမယ်ဆိုရင်ဘာဖြစ်သွားမလဲ။ဒါဟာစက်ကြောလာအတွက်အကြီးမားဆုံးကပ်ပေးပါပဲ။ကဘာကြီးတာရက်သွားရင်အရှိန်ကြောင့်မြေပြင်ပေါ်ကအရာအားလုံးဟာမိုင်း2000ကျော်နှုန်းနဲ့လွင့်ထွက်သွားမှာဖြစ်တယ်လို့လေတူထဲမှာလည်းပြင်းထန်တဲ့မုန်တိုင်းတွေတိုက်ခတ်လာမှာပါအရှိန်မရှိတော့ရင်ဂျိုတွေဟာနေရဆွဲငါတွေကိုမခုခံနိုင်တော့ပဲနေမင်းကြီးအလဲပိုတွေကိုတဖြည်းဖြည်းချင်းပြုတ်ကျပြီးဝါမျိုးခံလိုက်ရမှာဖြစ်ပါတယ်ဒါကြောင့်လည်းလေပတ်မှုဆိုတာစက်ကြဝဠာကြီးတည်မြဲဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့နှလုံးခုန်တမ်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် subscribe လေးလုပ်ခဲ့ပေးပါဦးနော်